ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Chat Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကြိုဆိုလိုက်ပါတယ်။ကျမတို့ Channel လေးကနေဒီနေ့တင်ဆက်ပေးမယ့်သမိုင်းကြောင်းလေးကတော့ဖအံမျိုးရဲ့သမိုင်းဝင်ရွှေရင်မျောဖရားရဲ့ရာဇဝင်လေးနဲ့ဒန္နာရီကျောင်းကိုတင်ဆက်ပေးသွားမှာပါ။ဇက်ကြောင်းလေးကိုတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe နှိပ်ပြီးတော့ဘေးက Notification ခေါင်းလောင်းလေးကိုလည်းတစ်ချက်လောက်နှိပ်ပြီးတော့အားပေးခဲ့ကြပါဦးနော်။ကဲဒါဆိုရင်ဇက်လန်လေးကိုအခုပဲစလိုက်ပါပြီ။မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကရင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ဖအံမြို့တော်ဟာတဘာဝလှတရားများနဲ့သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များပေါ်ကျွယ်ဝတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ထုံးကြောက်တောင်များလှပသောဂူများတန်လွင်မြစ်ရဲ့တာယာလှပသောရှုခင်းများနဲ့ပြည့်နှက်နေတဲ့ဖအံမြို့ရဲ့အထင်ကရနေရာများထဲမှာရွှေရင်မျောဖရားကထူးခြားတဲ့သမိုင်းကြောင်းနဲ့ဒန္နာရီများဖြင့်ပြည့်နှက်နေတဲ့ဇေဒီတစုအဖြစ်ထင်ရှားလာပါတယ်။ရွှေရင်မျောဖရားရဲ့သမိုင်းကြောင်းပိတုကလည်းရများဘာသာရေးဆိုင်ရာအရေးပါပုံနဲ့ဒေသခံတို့ရဲ့ယုံကြည်မှုများကိုဒီဇက်လန်လေးထဲမှာအသေးစိတ်တင်ပြပေးသွားမှာပါ။ဖအံမြို့ရဲ့အမည်ရင်းမြစ်နဲ့ပတ်သက်ပြီးစိတ်ဝင်စားဖွယ်ရာဒဏ္ဍာရီတစ်ခုရှိခဲ့ပါတယ်။ရှေးရခင်ကဖားမဲတောင်ဟုခေါ်တွင်သောနေရာမှာပြဓာရှင်လုံးရှိတဲ့ဖားကြီးတစ်ကောင်နေထိုင်ခဲ့တယ်လို့ဆိုပါတယ်။ထိုဖားကြီးကနေ့စဉ်တန်လွင်မြစ်ထဲကိုရေစင်းချိုးလေးရှိပြီးတစ်ခုတ်သမားတို့ရဲ့ကလေးများနဲ့ရေကစားလေးရှိပါတယ်။တနေ့မှာတော့ပင်လယ်ဘက်မှငကားကြီးတစ်ကောင်ရောက်ရှိလာပြီးဖားကြီးကိုမြင်သွားတဲ့အခါအစာအမှတ်ဖြစ်လိုက်ပါတော့တယ်။ဖားကြီးကထွက်ပြေးရတဲ့နေရာမှာဖားကက်ရွာနေရာတွင်ကတ်နေခဲ့ပြီးငကားကြီးကထပ်မံလိုက်ရာဖားပဲ့နေရာတွင်ခြေထောက်ပဲ့ကြံခဲ့တယ်လို့အဆိုရှိခဲ့ပါတယ်။နောက်ဆုံးမှာတော့ဖားကြီးထွက်ပြေးတဲ့နေရာမှာဖားကက်ရွာနေရာတွင်ကတ်နေခဲ့ပြီးငကားကြီးကထပ်မံလိုက်ရာဖားပဲ့နေရာတွင်ခြေထောက်ပဲ့ကြံခဲ့တယ်လို့ဆိုပါတယ်။နောက်ဆုံးမှာတော့ဖားကြီးကဖားပုတောင်နေရာမှာပုံအောင်နေစဉ်ငကားကြီးကတွေးရှိပြီးမျိုးချလိုက်ပါတယ်။ငကားကြီးကဖားကြီးကိုမျိုးချလိုက်ပြီးနောက်မသွားနိုင်တော့ပဲဖြစ်နေပါတယ်။ထိုအဖြစ်အပျက်ကိုမြင်တွေ့ခဲ့တဲ့တစ်ခုတ်သမားများကငကားကြီးကိုဝိုင်းဝန်းရိုက်နှက်ကြရာငကားကြီးကမခံနိုင်တော့ပဲဖားကြီးကိုအန်ထုတ်ပြီးထွက်ပြေးခဲ့ပါတယ်။ထိုနေရာကိုဖားကိုအန်သောနေရာဖြစ်ပြီးတော့ဖားအန်ဟုခေါ်တွင်ခဲ့ကြောင်းဒေသခံတို့ရဲ့ပါဇက်ရာဇဝင်များအရသိရှိခဲ့ရပါတယ်။ဒီဒဏ္ဍာရီကဖအံမျိုးရဲ့မူလအစကိုဖော်ပြနေတဲ့အပြင်ဒေသခံတို့ရဲ့ယဉ်ကျေးမှုနဲ့တဘာဝပတ်ဝန်းကျင်အပေါ်ခံယူချက်များကိုလည်းထင်ဟပ်စေပါတယ်။ရွှေရင်မျောဖရားကလွန်ခဲ့သောနှစ်ပေါင်း2500ကျော်ခန့်ကပဲစတင်တည်ထားခဲ့တယ်လို့ပြောကြပါတယ်။ဗုဒ္ဓမြတ်စွာဘုရားရဲ့စံတော်ဓာတ်တော်များကိုဌာပနာထားတယ်လို့လည်းဆိုကြပြန်ပါတယ်။မွန်ပြည်နယ်ဇင်းကျိုက်တောင်နဲ့ကရင်ပြည်နယ်ဇွဲကပင်တောင်ကြားမှာတည်ရှိပြီးဤဇေဒီတော်ဟာသမိုင်းတစ်လျှောက်မှာမင်းအဆက်တို့ရဲ့ပြုပြင်မောမှန်မှုများနဲ့ထိန်းသိမ်းစောင့်ရှောက်မှုများကိုခံယူခဲ့ရပါတယ်။ဖအံမျိုးရဲ့အစောဆုံးတည်ရှိခဲ့တဲ့ဖျားစီတွေထဲမှာတစုဖြစ်ပြီးဒေသခံတို့ရဲ့ဘာသာရေးဆိုင်ရာအထွတ်အမြတ်ထားရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ရွှေရင်မျောဖျားကတန်လွင်မြင်ကန့်နဘေးတွင်တည်ရှိပြီးတော့၎င်းရဲ့ဘိတုကာလက်ရာကထူးခြားလှပပါတယ်။မြမရိုးရာဘိတုကာဟန်ကိုအခြေခံထားပြီးခေတ်အဆက်ပြုပြင်မွမ်းမံမှုများကြောင့်ခေတ်မီအသွင်ပြင်အချို့လည်းပေါင်းဆက်ပါဝင်နေပါတယ်။ဇေဒီတော်ရဲ့ပုံစံကရိုးရှင်းပေမဲ့လည်းခန့်ညာထည့်ဝါပြီးရွှေရောင်တဝင်းဝင်းနဲ့လှပစွာတည်ရှိနေပါတယ်။ဇေဒီပတ်ဝန်းကျင်တွင်လည်းဗုဒ္ဓရုပ်ပွားတော်များနတ်ရုပ်များရှင်သေးရုပ်များနဲ့အခြားသောအမှုပညာလက်ရာများကိုတွေ့မြင်နိုင်ပါတယ်။အထူးသဖြင့်ညနေစည်းစာအချိန်တွင်တန်လွင်မြစ်ရဲ့နောက်ခံတဲ့အတူရွှေရင်မျောဖရားရဲ့ရှုခင်းဟာအလွန်ပင်ကြည်နူးဖွယ်ကောင်းလာပါတယ်။ရွှေရင်မျောဖရားကဒေသခံဗုဒ္ဓဘာသာဝင်များအတွက်အထွတ်အမြတ်ထားရာနေရာတစ်ခုဖြစ်ပါတယ်။နေ့စဉ်ဝတ်ပြုဆုတောင်းသူများဖရားဖို့ဧည့်သည်များနဲ့စီကားလျက်ရှိပါတယ်။ဇေဒီတော်တွင်ဌာပနာထားတဲ့စံတော်ဓာတ်တော်များကြောင့်ပိုမိုပြီးအရေးပါပြီးတပ်ဝင်ယုံကြည်မှုများလည်းကြီးမားပါတယ်။ဒေသခံတို့ကရွှေရင်မျောဖရားကိုလာရောက်ခြင်းဖြင့်ကောင်းမှုကုသိုလ်များရရှိပြီးဘဝမှာအေးချမ်းသာရမယ်လို့ယုံကြည်ကြပါတယ်။အလှူဒန်းများပြုလုပ်ခြင်းဆုတောင်းပဋ္ဌာနာပြုခြင်းဖျားပြည့်ရွတ်ဖတ်ခြင်းစတဲ့ဘာသာရေးဆိုင်ရာအခမ်းအနားများကိုလည်းပုံမှန်ကျင်းပလိမ့်ရှိပါတယ်။ရွှေရင်မျောဖရားတွင်နှစ်စဉ်ဖျားပွဲတော်များကိုစီကားတိုက်မြိုက်စွာကျင်းပလိမ့်ရှိပြီးအထူးသဖြင့်မြမရိုးရာပွဲတော်ရက်များတွင်ဖျားပွဲများပုံမစီကားလှပါတယ်။ဖျားပွဲတော်များမှာဒေသခံတို့ရဲ့ရိုးရာအကများသချင်းဆိုပြိုင်ပွဲများအလှူအတန်းများဈေးရောင်းပွဲတော်များနဲ့စီကားတိုက်မြိုက်လှပါတယ်။ပွဲတော်များကဒေသခံတို့ရဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို
ထိမ့်သိမ်းဖော်ထုတ်ရာနေရာဖြစ်တယ်လို့လူမှုအတိုင်းဝိုင်းရဲ့စီလုံးညီညွတ်မှုကိုလည်းပြသရာနေရာများဖြစ်နေပါတယ်။ဖျားပွဲတော်ကာလတွင်ပြည်တွင်းပြည်ပမှဖျားဖို့ဧည့်သည်များလည်းလာရောက်လဲပတ်ကြပါတယ်။ရွှေရင်မြော်ဖျားကဖအံမြို့ကိုလာရောက်လဲပတ်တဲ့ခရီးသွားများအတွက်အဓိကဆွဲဆောင်မှုတစ်ခုဖြစ်နေပါတယ်။တန်လွင်မြစ်ကန်တဘေးမှာတည်ရှိသောကြောင့်လှပတဲ့ရှုခင်းများကိုခန်းစားနိုင်ပြီးဓာတ်ပုံရိုက်ရန်အတွက်လည်းအကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။အထူးသဖြင့်နေဝင်စည်းစာအချိန်မှာမြစ်ပြင်ပေါ်ကိုကြားရောက်နေတဲ့နေရောင်ခြည်နဲ့အတူဖျားရဲ့ရွှေရောင်တဝင်းဝင်းတောက်ပနေမှုကြီးကမမေ့နိုင်စရာမြင်ကွင်းတစ်ခုကိုဖန်တီးပေးထားပါတယ်။ဖျားပတ်ဝန်းကျင်တွင်လည်းအပန်းဖြေအနားယူရန်နေရာများဒေသထွက်ကုန်များရောင်းချသည့်ဆိုင်တွေများလည်းရှိပါတယ်။ရွှေရင်မော်ဖျားသည်ဖအံမျိုးရဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင်အရေးပါသောအခန်းကဏ္ဍမှာပါဝင်ပါတယ်။ဖျားအောင်လာရောက်ဘူးတဲ့ဖျားဖို့ဧည့်သည်များနဲ့ခရီးသွားများကြောင့်ဒေသခံများအတွက်စီးပွားရေးအခွင့်အလမ်းများဖန်တီးရရောက်ပါတယ်။ဈေးဆိုင်များစားတောက်ဆိုင်များတဲခိုခန်းများစတဲ့ဖွံ့ဖြိုးတိုးတက်လာပြီးတော့ဒေသခံများရဲ့လူမှုစီးပွားရေးဘဝကိုမြင့်တင်ပေးပါတယ်။ထို့ပြင်ဖျားရဲ့ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ပြုပြင်မွမ်းမံမှုများကလည်းဒေသခံများရဲ့စီးလုံးညီညွတ်မှုကိုပြသပြီးယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းစောင့်ရှောက်ရာတွင်အားပေးကူညီရာရောက်ပါတယ်။ရွှေရင်မြော်ဖျားနှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သောသမိုင်းဝင်စေတီတစုဖြစ်သည့်အလျောက်ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ချက်များစွာရှိနေပါတယ်။တဘာဝဘေးအန္တရာယ်များရာသီဥတုဒဏ်များအချိန်ကြာမြင့်လာမှုတို့ကြောင့်စေတီတော်ရဲ့အစိတ်ပိုင်းအချို့ပျက်စီးရွံ့မှုများလည်းရှိနေပါတယ်။ဒါကြောင့်စေတီတော်ကိုရေရှည်တည်တံ့စေရန်အတွက်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကိုပုံမှန်ဆောင်ရွက်ရန်လိုအပ်ပါတယ်။ဒေသခံအာဏာပိုင်များဘာသာရေးအဖွဲ့အစည်းများနဲ့ပြည်သူလူထုတို့ပူးပေါင်းပါဝင်ကစေတီတော်ရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းစောင့်ရှောက်ရန်မှာအရေးကြီးတဲ့တာဝန်တစ်ခုဖြစ်ပါတယ်။ဖအံမျိုးရဲ့ရွှေရင်မြော်ဖျားကသမိုင်းကြောင်းဒန္တာရီပြီးတုကလဲရာဘာသာရေးဆိုင်ရာအရေးပါပုံနဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့တွင်အရေးပါသောအခန်းကဏ္ဍမှာပါဝင်နေတဲ့ဂုဏ်ယူဖွယ်ရာအမွေအနှစ်တစ်ခုဖြစ်ပါတယ်။၎င်းကဒေသခံတို့ရဲ့ယုံကြည်မှုနဲ့ဘာသာရေးဆိုင်ရာအထွတ်မြတ်ထားရာနေရာတစ်ခုဖြစ်တယ်လို့ပြည်တွင်းပြည်ပခရီးသားများတို့လည်းဆွဲဆောင်မှုရှိသောနေရာတစ်ခုဖြစ်ပါတယ်။ရွှေရင်မြော်ဖျားကဖအံမျိုးရဲ့ဝိညာဉ်ကိုထင်ဟပ်ပြသနေပြီးအနာဂတ်မျိုးဆက်များတို့လည်းတန်ဖိုးမဖြတ်နိုင်တဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်မို့ပရိသတ်တို့အနေနဲ့လည်းဖအံမျိုးကိုရောက်သွားခဲ့ရင်ရွှေရင်မြော်ဖျားကိုတွားရောက်လည်ပတ်နိုင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ကျမတို့ channel လေးကနေတင်ဆက်ပေးခဲ့တဲ့ဖအံမျိုးမှာရှိတဲ့ရွှေရင်မြော်ဖျားရဲ့သမိုင်းဒန္တာကြီးလေးကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီနော်။နောက်ရက်တွေမှာလည်းဇက်လံကောင်းများစွာကိုဆက်လက်တင်ဆက်ပေးအောင်ပါမို့ channel လေးကိုစောင့်မျှော်အားပေးကြပါအောင်ရှင်။အားပေးနားဆင်သူတယောက်ချင်းစီတိုင်းရောလည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးမှာတွေ့ကြမယ်ရှင်။